Microsoft Word မှာလက်မှတ်ကိုဆွဲချင်တယ်ဆိုရင်ဘယ်လိုဆွဲရမလဲဆိုအောင်ကျွန်တော်လုပ်ပြပါမယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာ MMC ကတင်တဲ့ပိတ်စာလေးကြိုဆိုပါတယ်ခင်ဗျာအရင်ဆုံးကျွန်တော် Word ထဲဝင်လိုက်ပါ Word ထဲဝင်ပြီးတော့ဆိုကျွန်တော် insert ဆိုတွားလိုက်ပါဗျာ insert ဆိုတွားပြီးတော့ကျွန်တော် object တွေကိုတွားလိုက်ပါ object တွေကိုတွားပြီးတော့ဆိုရင်ကျွန်တော်နည်းနည်းလေးအောက်ချပြီးကျွန်တော်ဒီရဲ့ pigment image ဆိုတာရှိပါတယ်အဲ့ဒီကိုတစ်ချက်ထောက်ပြီး okay နှိပ်လိုက်ပါဗျာအဲ့ဆိုရင်ကျွန်တော်ပိတ်နေဝင်သွားပါပြီပိတ်နေဝင်သွားပါပြီဆိုရင်ကျွန်တော်ဒီချိန်ကိုကြိုက်တဲ့အရာနဲ့ဆွဲလို့ရပါတယ်ခင်ဗျာအဲ့ဆိုရင်ကျွန်တော်ဒီထဲမှာ brush နဲ့ကိုကြိုက်တဲ့ brush ကိုတုံးလိုက်ပါတုံးပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာကိုလက်မှတ်ရေးထိုးလိုက်ပါဗျာထိုးပြီးတော့ဆိုရင်ကျွန်တော်ပြီးသွားပြီဆိုရင် close ဆိုနှိပ်လိုက်ပါဗျာ close ဆိုနှိပ်ပြီးသွားဆိုကျွန်တော်ကရွှေ့ချင်တယ်ဆိုဒီလိုအခုဆိုကျွန်တော်ရွှေ့လို့မရဘူးเนาะအခုဆိုရင်ကျွန်တော်ကရွှေ့လို့မရတဲ့အတွက်ကျွန်တော်ကသူ့ရွှေ့လို့ရချင်တယ်ဆိုဘယ်လိုလုပ်ရမလဲဆိုရင်အရင်ဆုံးlayout ချိန်တွားလိုက်ပါပြီးတော့ကျွန်တော်တို့ Word test လိုက်ပါပြီးတော့ကျွန်တော်တို့ square ထဲတွားလိုက်ပါဗျာ square ထဲတွားပြီးတော့စီကျွန်တော်တို့မှာရတော့ပါပြီဒီချိန်ကျရင်တော့ကိုကြိုက်တယ်လို့ရွှေ့လို့ရပါပြီခင်ဗျာဟိုဘက်ရွှေ့ရှင်တယ်ဆိုရင်ဟိုဘက်ရွှေ့လိုက်ပါဒီဘက်ရွှေ့ရှင်တယ်ဒီဘက်ရွှေ့လိုက်ပါခင်ဗျာစက်ကြည့်ပါခင်ဗျာလွယ်လွယ်လေးပါဗျာ